Hello ညိုကီတို့အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့မေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကဒီ short horror game လေးတစ်ခုဆော့သွားမယ်ပေါ့နော် game လေးရဲ့နာမည်ကတော့ဟုတ်ပါတယ်တုံတုံစမှုစာပဲဖြစ်ပါတယ် What Yeah ဆိုတော့ကျွန်တော်တို့ဒီ game လေးကလည်းကြောက်ဖို့ကောင်းတယ်လို့လည်းပြောရပါတော့ဒီ game ကတူလဲတူရလို့ပြောတယ်ဆိုတော့ကျွန်တော်တို့ဒီရောက်ရှင်ပြီးတော့ပဲ video လေးစလိုက်အောင်ဗျ Let's go Oh shit. Okay ကျွန်တော်ဒီမှာအယုတ်လေးလိုက်စုရမယ်ပေါ့နော်ကျွန်တော်မြေပုံမှာလဲကျွန်တော်တို့ပြထားတယ်ပေါ့နော် Okayဒီဘက်တော့ကြည့်မယ် Okay ကျွန်တော်ဒီနောက်ကဆက်ပြကြီး Oi What the fuck မနီယောကိန်းရမဆက်သေးနမေကြီးရောလိုက်လာပြီအခုမှကိန်းရစတာလေဘာလို့လောက်ကျန်းနေတာတော့ What the fuck ပြဝိုင်းရှီ Oh what the fuck အခုမှဂိမ်းစားတော့ဆောင်းကနေရမ်းနေတာ Oh bro တနေရာထွက်လာမှာပဲကြောက်တာဒါဘာလို့ပြရမှာအော်ဒီမှာဟုတ်တယ်ပြရမှာတုံးနဲ့ပြရမှာနင်းမကြီးရောဟာမာပြစ်ပလိုက်ပြီပြေးတော့ဟေးကျွန်တော်အယုတ်လေးလိုက်စုရမှာပေါ့နော် Okay ဒီမှာအယုတ်တရုတ်တွေ့ပြီမူးတယ်ဒီကောင်းရုပ်တွေဘာလို့မူးတော့မသိစဉ်းစားလို့မရဘူး Okay မှာထုတ်တပြန်ကောက်ထားအောင်မှာစတမနာပါတယ်ကွာအပေါ်မှာစတမနာကြီးနဲ့တေးရောဒီတုံစမှုစာကောင်ကငစားကွာဒီတုံစမှုစာ Okay ကျွန်တော်တရုတ်တော့နမေကြီးကိုရှေ့တဲ့မှာချောမှာOkayအရှိမတရုတ်တော့ရှိဘာဖြစ်ကျွန်တော်ဒီအနေကင်းအောင်လို့ပေါ့နော်ဒီထုတ်လီတော့ယူထားမှရတယ်ဗျဒီထုတ်လေးတွေရှိမှဒီကောင်ကအနာကတ်လို့မရဘူးဟောရှိပဲလိုက်လာပြန်ပြီကွာနောက်မှာဟောပြန်ပြီဟောမင်းတို့ကင်းအဲ့လောက်ဘာလို့ကြမ်းတမ်းနေရတာတော့လို့မြမလို့ကြီးစတမနာပါတော့ပြေးရခတ်တယ်ဟာဘာလို့အပိငါပြောပိငါပြုတ်ကြတာတော့လို့တေကုံတော့မှာပေါ့စောတဲ့ကောင်ကြီးကWhat the fuck bro မြေပုံကြီးဟာမပ်ကြည့်ကားမရအောင်ဒီကောင်ငါစားဒီတုံဟောနောက်မှလိုက်လာပြန်ပြီကွာရှိပဲပြေးစတမနာမပြေးသေးဘူးအော်ရပြေးလို့ရပြေးအော်စတမနာမပြေးလေပြေးလို့ရနော်အားတခုတော့ကောင်းတယ် Okay 3ရုပ်ပဲရသေးတယ်လို့အယုတ်ကရှိရပြေးဒီဘက်ကြားမှာတရုတ် Okayပြီးတော့ဟိုဘက်ကြားလေးရမှာတရုတ်ကျွန်တော်ဒီမြေပုံမှာအစိမ်းပြထားတဲ့နေရာလေးရပါတော့ဒီကျွန်တော်အယုတ်လေးရှိရနေရတဲ့ထဲတိုးမှာကြော့သွားလိုက်တော့ကားလိုက်တော့မင်းလဲသွားပြီဒီကောင်ကားဟိုင်တာအကြောင်းမို့ငါလက်ထဲမှာထုံးမရှိတော့အထုံးလိုက်ရှာရအောင်မယ်တခါ Okay fighting ငါရုပ်ပဲကျွန်တော် fighting အချိန်မှာ2ရုပ်တော့ရှိရOkay ကအဝေးမဟုတ်နောက်မှာလိုက်လာတာရဒီလောက်အဝေးတော့ဟော Okay ပြဝိုင်းဆိုတော့3ရုပ်ပဲကျန်တော့3ရုပ်မစပြမဟုတ်ကြီးငါမမေကြီးရက်စတာကွာ Yo what the fuck နောက်မှလိုက်လာပြီ What the fuck Bro ကိန်းရလို့ဘလို့ခေါင်းဟာဘာဖြစ်ပြန်ပြီရောအော်အပင်လဲတာနုံးနဲ့လည်းပြောတော့ဦးဟေး Okay နှစ်ယောက်ပဲကျန်တော့ဒီမှာတရုတ်တွေ့ပြီ Okay အရှိမတရုတ်ရှိရယ်ဟိုကောင်ကြီးလိုက်လာပြန်ပြီကွာအတိုင်ကြနဲ့တသိန်းလေးတောင်ထားတယ်မြန်အမြန်ပြေးမှရမယ်ဒီဘက်ကြားထဲမှာတရုတ်ရှိမှထုတ်တွေ့ပြီ Yes တုတ်တော့ကောက်ထားမယ်ဒီတရုတ်ပြီး final ပဲဒီတရုတ်ပြီးတုတ် Okay ဂိမ်းကတော်တော်လေးဆိုရင်လည်းနည်းနည်းတော့ကြောက်ဖို့ကောင်းတယ်တဲ့လားဘာလို့ဆိုတော့
တော့ရုပ်တရက်ကြီးဖုံးတိုင်းကိုထပ်ပေါ်ချလာနောက်မှလိုက်လာမင်းတသိရှင်လိုက်ခဲ့သမှာမင်းက easy မင်းတို့ဟောမျိုး easy ကိုလာဒီလိုက်ခဲ့ဟာပြဝိုင်းလာနေရောဒီကောင်ဒီနားမှာခဏဆောက်အောင်မတခုခုဒီကောင်ပြန်လာပါစေရောလာခဲ့မင်းလာခဲ့မင်းထပ်လာခဲ့အောင်မင်းဒီမှာအယုတ်ရှိပြီဆိုတန်းကောင်းလာကျွန်တော်နိုင်သွားပြီဆိုတော့နည်းနည်းဂိမ်းကလက်တုံနေတဲ့တကောင်ကျွန်တော်တွေညလက်စင်ပေးသွားမယ်ပြီးတော့မှမင်္ဂလာပါကိုမင်္ဂလာပါအကိုမင်္ဂလာပါโอเคကျွန်တော်9မိနစ်အတိမှာကောက်မယ် yes 9မိနစ်အတိပဲ yes ဆိုတော့ညိုကီတွေပေါ့နော်ဒီဂိမ်းကတူတယ်ဗျာဒါပေမဲ့ဇိုးနဲ့စက်ခနေကြီး jump scare ကြီးကြောက်စရာလန့်စရာကြီးလို့အဲ့ရုပ်ထုကြီးပေါ်တဲ့နေရာတွေပြီးဆိုလို့ဒီကောင်ကြီးပေါ်လာတာကြီးခန့်မှန်းမိမှာပေါ်ကျင်တဲ့နေရာမှာပေါ်တာဗျာဒီကောင်ကပြန် spawn တာဆိုတော့ပေါ်ကျင်တဲ့နေရာမှာပြန် spawn တာဒါပေမဲ့ဂိမ်းလေးက map play ပါတော့နည်းနည်းတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီရဲမှာကကျွန်တော်တို့ဒီထုံစာဟိုးတက်ရောက်သေးရှိတာမဟုတ်ပါဘူးကျွန်တော်ဒီမှာပေါ့နော်ဒီမှာတခြားသောကျွန်တော်တို့ character တွေအများကြီးရွေးလို့ရပါတယ်ဒါကတော့ကျွန်တော်တို့ game ဝင်လိုက်တယ်ဒီမှာ mod နှစ်ခုရှိရပေါ့နော်ဒီမှာကျွန်တော်တို့ map မပါဘဲနဲ့စော့ကျင်လည်းရပါတယ်ဆိုတော့ဒီမှာပေါ့နော်ဒီမှာကြည့်လိုက်ဒီမှာထုံစာဟိုးတွေတခြား character မျိုးစုံပါပါတယ်ကျွန်တော်ကြိုက်တာဆိုလို့ပေါ့နော်ကျွန်တော်ကဒီထဲမှာထုံစာဟိုးရဲ့တရာလာလေးလို့တရာလာလားရေကျွန်တော်အဲ့နှစ်ကောင်မကြိုက်ဘူးပေါ့နော်ကျန်တဲ့ကောင်တွေကကျွန်တော်တိတ်ပြီးတော့အကြိုက်မတွေ့ပါဘူးဆိုတော့ကျွန်တော်နေ့မှာဒီ map မပါဘဲပေါ့နော်ဒီမြေပုံမပါဘဲနဲ့ကျွန်တော်ဒီအိုင်းအလွတ်ကစားအောင်ပေါ့နော်ဒီအိုင်းဘာမြေပုံမှာဘာမှမပါဘဲနဲ့တယောက်တည်းစော့ကြည့်မယ်နော်ဒီတရာလာလေးလို့တရာလာလားနဲ့စော့ကြည့်ပါမယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးတော့လောက်ပါပဲနောက်နေ့မှာဒီချက်ပိုကောင်းတဲ့ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်ဆိုတော့အားလုံးပဲဘိုင်ဘိုင်ပါ